ဟုတ်လားမသိကိုရီးယားကားတွေထဲမှာပါတယ်နော်ဆိုဂျူတောက်တော့မစင်းရက်ဆိုတာဘီယာလည်းပါတယ်ဝိုင်လည်းပါတယ်ဒီနေ့အယ်ကိုဟော့အရက်မကောင်းကြောင်းလေးအနည်းငယ်ပြောပါမယ်ကောင်းကြောင်းကတော့ပြောစရာမလိုတော့ပါဘူးတောက်ချင်တဲ့သူကတော့ကောင်းတဲ့အကြောင်းကိုများရအောင်ရှာကြံပြီးတော့မှပြောနေမှာပါပဲတကယ်လက်တွေ့ကတော့မကောင်းပါဘူးเนาะဒါကြောင့်မလို့ဒီနေ့မကောင်းတဲ့အကြောင်းအနည်းငယ်ပြောတော့ပါမယ်ဝီစကီကော့တေးဝိုင်ဘီယာအယ်ကိုဟောပါတဲ့ဖြော်ရမကာတွေမျိုးစုံကအဓိကအဖြစ် carry dance ဖြစ်ပါတယ် carry dance ဆိုတာကကျွန်တော်တို့ခန္ဓာကိုယ်ကိုစွမ်းအင်အများကြီးပေးနိုင်တာပေါ့နော်အဲ့တော့1 gram per gram ပေါ့နော်တပွားတောက်တမြ gram ထဲမှာဒါ carry ပါတယ်တဘောပဲ macronutrient ထဲတောင်ပါလို့ပြောလို့ရတယ်ပေါ့နော်တချို့လည်းမပါဘူးညင်းချင်တယ်ဆိုရင်မဲ့တကယ်ကြော1 gram ဆိုရင်calorie 7 calorie နီးပါးလောက်ကိုပါပါတယ်။ကျန်းမာရေးအရက်ကိုတောက်ပါဆိုတာမျိုး recommendation အတိအကျမရှိပါဘူး။ဘာလို့ဆိုတော့တောက်သမျှအတိုင်းကကျွန်တော်တို့ခန္ဓာကိုယ်ကိုထိခိုက်စေမှာဖြစ်လို့ပါ။ပုံမှန်အဖြစ်ကျွန်တော်တို့စားတဲ့အစားအစာတွေမှာဆိုရင်ဥမာကျွန်တော်တို့အသားစားရဆိုပါဆိုဗျာ။အသားစားရဆိုရင်ခန္ဓာကိုယ်ကဒီအသားဓာတ်ကိုကြွက်သားတိဆောက်ပြီးကြွက်သားအဖြစ်ဒါ protein အဖြစ်ပြန်ပြီးတော့မှတူလောင်ထားတယ်။ထမင်းစားတယ် carbohydrate စားတယ်ဆိုရင်လည်းခန္ဓာကိုယ်ကအသေးထဲမှာ liver ထဲမှာဒါမှမဟုတ်ကြွက်သားတွေထဲမှာပြန်လဲအသုံးချဖို့အတွက်ဆိုပြီးမှပြန်လဲတူလောင်ရတယ်။အစီစားရင်လည်းဒါပိုတယ်ဆိုရင်ကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာအစီခန္ဓာကိုယ်ရဲ့အစီဖြစ်ပြန်ပြီးတော့မှတိုးလောင်တယ်အဲ့တော့တိုးလောင်စရာနေရာလည်းရှိတယ်အရက်ကကြတော့ဒီရတဲ့ calorie တွေကကျွန်တော်တို့တောက်လိုက်တဲ့ခါကျရင်ဒီ calorie ရပြီဆိုရင်ခန္ဓာကိုယ်ကဒါကိုသုံးပြဖို့ကိုပို့ပြီးတော့မှဦးစားပေးတယ်ပေါ့နော်ဒီတစ်ချက်ကပဲကျွန်တော်တို့ bike စီချခြင်းတဲ့လူတွေကျန်းမာရေးလိုက်စားခြင်းတဲ့လူတွေတနင်္လာနေ့များကိုယ်ခန္ဓာကိုယ်ဝိတ်ချနေတဲ့လူတွေအရက်မတောက်တဲ့တာပေါ့နော်စဉ်းစားကြည့်ပါဗျာကျွန်တော်တို့ခန္ဓာကိုယ်ကတရက်ကိုဒါထမင်းစားတယ်အသားစားတယ်အစီစားတယ်အဲ့ဒီ၃မျိုးကိုအာဟာရမြတ်တောင်စားရင်းနဲ့ဒါကိုအလဲကျသုံးအောင်ကျွန်တော်တို့က force လုပ်ရတာဒါတွေတော့အစားများလို့မှလူကဝိတ်သက်လာတယ်ဝလာတယ်အဲ့ဒီအချိန်မှာအရက်တောက်လိုက်တယ်ဆိုရင်ပုံမှန်အဖြစ်ကျွန်တော်တို့ဒါဘီယာတောက်တယ်အရက်တောက်တယ်ဖြော်ရည်တောက်တယ်ချိုးပေါ့နော်ပြောရဆိုကော်သေးတောက်တယ်ဆိုရင်အစာတွေပါပါတယ်လေကင်စားတယ်ဆိုပါစို့ဗျာအကင်မှာပါလာတဲ့ဒါအသားဓာတ်တွေအဆီဓာတ်တွေတမင်ရောစားမယ်ဆိုရင် carbohydrate ဒီဓာတ်တွေကိုခန္ဓာကိုယ်ကခဏနောက်ဆုတ်ထားလိုက်တော့တယ်ဒီဟာကနေရတဲ့ energy ကိုအရင်မသုံးတော့ဘူးဒါတွေကိုအစီအဖြစ်စုလိုက်မယ်လက်ရှိကျွန်တော်တို့ခန္ဓာကိုယ်ထဲနဲ့ရောက်လာတဲ့ alcohol ဆိုတဲ့အရက်ကနေမှပေးတဲ့ calorie ကိုအရင်ဆုံးဒါသုံးတာပေါ့နော်ဆိုတော့ဒါ weight ချလူတွေနဲ့လုံးဝမဖြစ်စေချင်တဲ့အရာပေါ့နော်ဟုတ်ဆိုတော့ကိုယ်တက်နိုင်မြကိုယ်ခန္ဓာထဲမှာတူလောင်တဲ့အစီကိုကြားချင်တာလေကြားချင်တဲ့ဆိုရင်စားတဲ့အစားတောင်မှကိုယ်ရှော့နေရတဲ့အချိန်မှာဟိုစားတဲ့အစားကိုတောင်မှတူလောင်တယ်နှင်းတောက်နေတဲ့ဒီ alcohol ကိုတောင်ပြန်ပြီးခြေဖြတ်ရတဲ့သဘောမျိုးဖြစ်နေတာဆိုတော့လုံးဝအဆင်ပြေနိုင်ဘူးပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့ weight ချတဲ့သူတွေကိုယ်ခန္ဓာကိုယ်လှပအောင်ကျန်းမာအောင်လိုက်စားနေတဲ့သူတွေဆိုရင်အရက်ကိုလုံးဝကျွန်တော်တို့လုံးဝရှောင်ခိုင်းတာဖြစ်ပါတယ်ဘီယာတော့မရဘူးเนาะဘာလို့ဆိုတော့ဘီယာမှာ alcohol အရက်ပါပါတယ်ဝိုင်းဆိုရင်တချို့ကကျန်းမာရေးနဲ့ပူညီညွတ်တယ်လို့ထင်တယ်အဲ့ဒီတော့ကြောင့်မလို့ weight ချနေတော့လည်းတောက်လို့ရမယ်လို့တချို့လည်းတွေးတတ်ကြတယ်ဆိုရင်မဲ့ဝိုင်းကဘီယာထက်တောင်မှ alcohol percentage ပါဝင်တော့ပိုများတယ်တဘောကအရက်ပိုပါတယ်ပေါ့နော်ကိုတကယ်တာကိုယ့်ရဲ့ကျန်းမာရေးနဲ့ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုထားလိုက်ပါတော့မင်္ဂလာဆောင်တော့မယ်ဘွဲယူတော့မယ်ဒါမှမဟုတ်တခုခုပေါ့နော်ကိုယ့် body နဲ့ပတ်သက်ပြီးတော့မှကိုကအကောင်းဆုံးအခြေအနေဖြစ်ရမယ့်အချိန်အတွက်ကိုကစူးစမ်းနေတဲ့အချိန်မျိုးဆိုရင်အရက်ဘီယာကိုလုံးဝဖြတ်ပါအခုဆိုလဲကျွန်တော်တို့ weight ချပြိုင်ပွဲတွေလုပ်နေတယ် weight ချတင်တန်းတွေဖွင့်နေတယ်တင်တန်းရင်လက်သက်ကြတဲ့တင်တန်း member များအနေနဲ့ဆိုရင်ကျွန်တော်တို့ကတော့လုံးဝဖြတ်ဖို့ကိုတိုက်တွန်းပါတယ်အားပေးပါတယ်ဘာလို့ဆိုတော့ကိုလို့တာပင်ပန်းခံရတာချီနီဖြစ်သွားမှာဆိုလို့ပေါ့နော်မထိရောက်ပဲကျွန်တော်နေတော့ပါလိမ့်မယ်ပြီးပို့ဆိုးတာပါလဲဆိုတော့အရက်တောက်ပြီးသွားပြီဆိုရင်အရက်ကခန္ဓာကိုယ်ထဲမှာရှိနေတဲ့ခါကျရင်ခန္ဓာကိုယ်ရဲ့ဒါရေဓာတ်ကိုဆုံးရှုံးစေတယ်အဲ့ဒီအပြင်ခန္ဓာကိုယ်ကဒီအရက်ခန္ဓာကိုယ်ထဲထွက်သွားဖို့အတွက်ကိုပြန်လောက်ရတာနဲ့တင်ကိုဒါသူကသူပင်ပန်းနေတယ်ပေါ့နော်ပြောရမယ်ဆိုရင်အဲ့ဒီအချိန်မှာကျွန်တော်တို့ကလေ့ကျင့်ခန်းလုပ်နိုင်ဖို့ဆိုတာကပို့ပြီးတော့မှခဲရင်တယ်ဥပမာအဖြစ်ကျွန်တော်တို့ညကိုအရက်တောက်ပြီးသွားဆိုရင်နောက်ရက်မနေ့လေ့ကျင့်ခန်းလုပ်ကြည့်လိုက်နောက်ရက်လေ့ကျင့်ခန်းလုပ်ကြည့်လိုက်ဘလို့မှလေ့ကျင့်ခန်းလုပ်လို့မကောင်းတာတွေ့ရလိမ့်မယ်ဟုတ်ဆိုတော့ခန္ဓာကိုယ်ထဲကနေမှအရက်ကထွက်သွားရင်တောင်မှကျွန်တော်တို့ခန္ဓာကိုယ်ရဲ့ endocrine function ပေါ့နော်ခန္ဓာကိုယ်ရဲ့ပုံမှန်လှုပ်ဆောင်နေတဲ့အရာတွေနောက် blood flow တွေးလိုက်ပန်းမှုတွေပြောရမယ်ဆို recovery နဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့ခန္ဓာကိုယ် system ကဒါအောက်ကိုထိုးကျသွားတယ်ပေါ့နော်ဆိုတော့အဲ့ဒီအချိန်မှာကျွန်တော်လေ့ကျင့်ခန်းလုပ်ဖို့ဆိုတာလည်းပို့ပြီးတော့မှခဲရင်တက်တယ်ဒါကြောင့်မလို့ကျွန်တော်လေ့ကျင့်ခန်းလုပ်တဲ့လူအားကစားတစ်ခုခုလုပ်တဲ့လူဝိတ်မာတဲ့လူအခုဆိုလည်းဝိတ်ချဖို့အတွက်လေ့ကျင့်ခန်းလုပ်နေတဲ့လူတွေအားလုံးရက်ဘီယာတွေကိုလုံးဝရှောင်ဖို့လိုအပ်တယ်ရည်ရွယ်ချက်ပုံမူတည်တာပေါ့နော်တချို့ကကျတော့ဘာလို့ပေါ့ပဲလုပ်ချင်တယ်မကြလဲရပါတယ်ဒီတိုင်းပဲအပျော်လေ့ကျင့်ခန်းလုပ်တယ်ဆိုရင်လည်းဒါတရားနဲ့တရားအသင်းလုပ်ခိုင်းလို့လည်းမရအောင်အဲ့တော့တပွားကိုရည်ရွယ်ချက်ကဘာတော့ရည်ရွယ်ချက်ခိုင်မာလေးချစ်ချင်စိတ်များလေဒီမလိုအပ်တဲ့အရက်တွေကိုဖျက်မိလိမ့်မယ်အရင်တော့ဆိုရင်တော့ကျွန်တော်ကနည်းနည်းပါတောက်ဖြစ်နေတယ်နောက်ပိုင်းကျတော့ဒါကြီးသိလိုက်ခါကျတော့အခုကိုပျော်တယ်ဆိုပါဆိုတငယ်ချင်းတွေပေါ်လာရင်းနဲ့ဒီတိုင်းပျော်လို့လည်းရတယ်အရက်လေးတောက်လိုက်တဲ့ခါကျရင်ခန္ဓာကိုယ်မှာခုနပြောလို့အခုစားတော့မဲ့ဒီမုံတွေ
အခုစားတော့မဲ့အကင်တွေဒါတွေကိုကကယ်ရီများပြီးခန္ဓာကိုယ်ကဒါကိုကလောင်ကျွမ်းဖို့နဲ့အစီမတက်ဖို့တောင်ကိုကဘာဖြစ်တော့စိတ်ပူနေရတာချော်ရည်လည်းတောက်အောင်ပါလေအမှအရက်တာတောက်လိုက်လို့စဉ်းစားကြည့်လိုက်အဲ့လိုမျိုးညာတိုင်းလုံနေတဲ့သူအပျော်လွန်တဲ့လူတွေစဉ်းစားကြည့်ပါဒါအရက်ကြောင့်မလို့အသေးထိရိုက်တဲ့အပြင်ကိုဒါလူကဝိတ်တက်လာမယ်ခန္ဓာကိုယ်ကမကောင်းတဲ့အဆီတွေအပြင်စားတွေစားအများကြီးအတွက်ကြောင့်မလို့ဒါကြောင့်မလို့ဒီစားတဲ့တောက်တဲ့အကျင့်မျိုးကငွေကြေးအရာလဲဒါကွာစဉ်းစားစရာဖြစ်တယ်လို့ကိုယ့်ကြီးရှိကျမ်းမာရေးအရာလဲဒါစဉ်းစားမယ့်အရာဖြစ်ပါတယ်ဒါကြောင့်မလို့ကိုကအခုအဲ့လိုမျိုးလုံးမိတဲ့လူတွေမှာပါတယ်ဆိုရင်ဒါကိုစပြီးတော့မှ short တော့မလားလုံးဝဖြစ်တော့မလားဆိုတာကိုလည်း comment မှာရေးပေးခဲ့ပါဦးတချို့ကကြတော့အရက်ကိုစိတ်သက်ပိုင်းဆိုင်ရာအတွက်တောက်တာပါကိုစိတ်ဖြီးစီးမှုတွေကိုယ့်ရဲ့စိတ်ညစ်နေတာတွေဒါတွေကိုရင်းနေတူမျောချပစ်ချင်တာပေါ့နော်ဒါကလည်းမကောင်းတဲ့အကျင့်တစ်ခုပါကျွန်တော်တို့ဘဝမှာကြုံတွေ့နေရတဲ့ကိုယ့်ရဲ့စိတ်ညစ်နေတဲ့အရာတွေကိုဖြေရှင်းဖို့တခြားတော့နည်းလမ်းပေါင်းစုံတွေရှိပါတယ်အဓိကအဖြစ် problem လို့ခေါ်တဲ့ပြဿနာတိုင်းမှာ problem လို့မြင်ပြီးစိတ်ညစ်နေတဲ့တွေဖြေရှင်းနိုင်မှာမဟုတ်ပါဘူး problem ကို solution အဖြေဘယ်လိုရှာမလဲဆိုပြီးတွေးမှတာကျွန်တော်တို့တွေအဖြေရှာနိုင်မှာဖြစ်ပါအဲ့လိုမှပျော်ရွှင်တဲ့ဘဝရမှာခါကြရင်လေအကျင့်ပါသွားပြီးတော့မှလူကစိတ်ညစ်တာကိုအကျင့်ပါသွားတတ်တယ်အဖြေမရှာတော့တာအဖြေလည်းရှိရတာနဲ့အဲ့အဖြေတွေလည်းမလုပ်တော့ဘဲနဲ့ဒီတိုင်းစိတ်ညစ်နေရတာကအကျင့်ပါသွားတတ်ပြန်ရောခါကြရင်ဒီဟာကနှစ်ရှည်သွားမယ်ဆိုရင်အရက်တာတောက်မယ်ဆိုရင်အရက်ကြောင့်မလို့ခန္ဓာကိုယ်ကပျက်စီးရတဲ့ကြောင့်မလို့ပို့ပြီးစိတ်ညစ်စရာတွေပဲဖြစ်လာမှာဆိုတော့ခါကြရင်ဘဝမှာအောင်မြင်ဖို့အတွက်တတိလိုအပ်တယ်အရက်မတောက်ဖို့အတွက်တတိပေါ့နော်လက်တွေ့ဖြစ်နေတဲ့ပြဿနာကိုရအောင်ရင်ဆိုင်ပြီးတော့မှရအောင်ကြော်လွှားသွားမယ်ဆိုတဲ့စိတ်သက်ခိုင်မာမှုပြတ်သားမှုတွေလိုအပ်တဲ့အတွက်ကြောင့်မလို့အရက်မတောက်တာလည်းကိုယ့်စိတ်တဲ့ပိုင်းဆိုင်ရာကိုကြန့်ခိုင်စေမှာဖြစ်ပါတယ်ဒါတော့ကျွန်တော်ဒီလိုမြင်တာပေါ့နော်လူတိုင်းကမျိုးမျိုးအမြင်ရှိတာပေါ့နော်ဒီလိုပြောလို့ကျွန်တော်အရက်မတောက်မဟုတ်ပါဘူးကျွန်တော်တောက်ရင်တောက်ပါမယ်ခီးထွက်တယ်ဆိုပါစို့ကန်းချေသွားတယ်တစ်နှစ်မှ2ခါဒါမှမဟုတ်3ခါလောက်သွားဖြစ်တဲ့ခါကျရင်အဲ့လိုသွားတဲ့2ရက်3ရက်လောက်ကိုဘာဖြစ်တော့ကိုကနည်းနည်းပါးတောက်တယ်ဆိုရင်ဒါကိုတော့ပျော်ရွှင်မှုဖြစ်တာပေါ့နော်တိတ်လည်းပူစရာမလိုကျမ်းမာရေးလည်းထိခိုက်မှာမဟုတ်ဘူးအခုလည်းဒီဗီဒီယိုကြည့်နေကြမိတ်ဆွေတွေထဲမှာဝိတ်ချနေတဲ့သူတွေကိုကျမ်းမာရေးအတွက်ဒါလေ့ကျင့်ခန်းလုပ်နေတဲ့သူတွေဒါမှမဟုတ်အားစားတစ်ခုကိုတေချာလုပ်နေတဲ့သူတွေပါတယ်ဆိုရင်ရက်တောက်ချင်တယ်ဆိုရင်တောင်မှကျွန်တော်အနေနဲ့ဒါမဖြစ်မနေပေါ့နော်တချို့ဆိုရင်ဒါဝိတ်ချနေတော့မှဒါတငယ်ချင်းဖိတ်လို့မွေးနေ့ပွဲသွားရတယ်ဒါမှမဟုတ်ညစာစားပွဲသွားရတယ်အဲ့မှာဘော်ဒါတွေချင်းချင်းရက်တိုက်တဲ့ခါကျရင်လည်းဘယ်လောက်တောက်လို့ရမလဲဆိုတဲ့မေးခွန်းမျိုးတွေကျွန်တော်မေးတဲ့အတွက်ကြောင့်မလို့အခုဒီမှာကျွန်တော်ညွှန်ပေးတော့ပါမယ်ကိုယ့်ရဲ့ခန္ဓာကိုယ် weight kg ကို 0.5 နဲ့မြှောက်လိုက်ပါ gram ထွက်လာပါလိမ့်မယ်ဥမာဆိုပါစို့ဗျာကိုက80 kg ပေါင်160နီးပါးလောက်ရှိရဆိုပါစို့80 kg ကို 0.5 နဲ့မြှောက်လိုက်မယ်ဆိုရင်35 gram ထွက်ပါတယ်35 gram ဆိုတာကကျွန်တော်အောင်စအနေနဲ့ပြောရမယ်ဆိုရင်တောင်အောင်စခွဲနီးပါပေါ့နော်တောင်အောင်စခွဲနီးပါဆိုတာက one shot ခွဲရဲ့ဒီပမာဏဒီလောက်ပမာဏပဲကျွန်တော်တောက်လို့ရပါလိမ့်မယ်ဒါ whisky တီးတန့်ဆိုရင်ပေါ့နော်ဆိုတော့တကယ်လို့ BI ပဲတောက်တယ်ဆိုရင်တော့နည်းနည်းလေးပို့ပြီးတော့မှာတော့ BI ကျတော့တစ်ခွက်နှစ်ခွက်လောက်တော့ကိုတောက်လို့ရတဲ့ပုံမျိုးဖြစ်သွားမှာပေါ့နော်ဆိုတော့ဘလို့ဖြစ်တော့များလို့မရအလွန်ကျွန်းလုံးဝစိတ်လုကိုလို့မူးနေအောင်BI ဆိုရဲလာတာ15ခွက်10ခွက်ဆိုရင်တော့လားလာမကောင်းနိုင်ပါဘူးအဲ့လိုမျိုးကိုကတောက်ရတာကြိုက်တယ်ဆိုရင်တောင်မှလည်းတက်နိုင်မြတ် short ကိုစဉ်းစားကြည့်ပါလို့ကျွန်တော်ဒီကနေမှာပဲတိုက်တွန်းချင်ပါတော့တယ်ဘာလို့ဆိုတော့ဟိုကြိုက်တဲ့လူကိုနင်းလိုက်ပြီးတော့မှမတောက်တဲ့လူပြောရင်လည်းကိုပဲဒါပါဖြစ်တော့အမုန်းခံရတဲ့တဘောဒါပေမဲ့ပြောချင်တာကိုချစ်ပါဒါကိုချစ်တာနဲ့ဆိုင်တာပေါ့နော်ကိုအသက်ရှည်ခြင်းနဲ့ကိုခန္ဓာကိုယ်ကျန်းမာစေခြင်းနဲ့ဆိုရင်တော့ဒါကိုယ်တိုင်ရွေးချယ်ရတာပါကိုပါဇက်တွေကိုထဲတဲ့ဟာကကိုရဲ့ဆုံးဖြတ်ချက်ပါအဲ့တော့ကိုပါဇက်တွေကိုထဲတဲ့ရလက်ကိုမူတည်ပြီးတော့မှကိုခံစားရလိမ့်မယ်ကျွန်တော်နောက်ပိုင်းဆိုတက်နိုင်မြတ်မတောက်ဖြစ်လောက်အောင်ကိုရှောင်လိုက်ပါတယ်ဘာလို့ဆိုတော့နေကြည့်တာပေါ့နော်ပျော်ဝဲရှင်ဝဲသွားတယ်မတောက်ဘဲနဲ့ပျော်ခဲ့ပြီးတော့မှနောက်ရက်မနေ့ထားတဲ့ခါကျရင်ဆက်ပျော်တယ်အဲ့ဒီညကိုတကယ်လို့တောက်ခဲ့တယ်ဆိုရင်နောက်ရက်မနေ့ကျရင် handover ဖြစ်တယ်စိတ်ကမကြည်ဘူးအဲ့ဒီညတော့အရင်ပျော်ခဲ့မယ်နောက်ရက်တည်းပျော်စရာမကောင်းတော့ကျွန်တော်ဘဝရဲ့ရည်ရွယ်ချက်က everyday တက်နိုင်မြကိုယ့်ရဲ့နေ့ရက်တိုင်းကိုပျော်ရွှင်ဖို့ဆိုတဲ့ဟာလေးကိုသတ်မှတ်ထားဖြစ်တဲ့အတွက်ကြောင့်မလို့တက်နိုင်မြအရန်ကို short တောက်ပါတယ်မလိုတဲ့ဟာတွေလုံးဝကိုဖြတ်တယ်ဆိုတာလေးကိုလည်းအတိပေးရင်ဒီထဲမှာကျွန်တော်နဲ့အသွေးတူတဲ့မိတ်ဆွေများရှိရဆိုရင်လည်း yes လို့ comment မှာမှန်ခဲ့ပေးလိုက်ပါကျွန်တော်နောက်ထပ်ဗီဒီယိုမှာပြန်ပြီးတော့မှဆုံကြပါမယ်